ဘဝအလွန်တိုးတောင်းနေအဲ့လိုတိုးတောင်းတဲ့ပြင်နေဖို့ချိန်ကနည်းနည်းလာပြီနေဖို့ချိန်နည်းလာခြင်းကြောင့်ဗိဒ္ဓရဲ့ခွန်းလို့စရာဆိုရင်မြန်မြန်ခွန်းလို့လိုက်ဒါပဲခွန်းလို့စရာဆိုရင်ခွန်းလို့အကုသိုလ်ဖြစ်တယ်ဆိုတာရှိလားခွန်းမလို့အကုသိုလ်ဖြစ်နေကြတာနော်ဟိုလူကိုမကျေနပ်ဒီလူကိုမကျေနပ်ဒေါသအာဃာရရဲ့ကြောင့်ဗိဒ္ဓရဲ့ဒုစရိုက်တွေလွန်ကျူးဒုစရိုက်တွေလွန်ကျူးတော့ဩငါမှားပြီဆိုပြီးတော့နောင်နာရနောင်နာဆိုတာဗိဒ္ဓရဲ့ကုသိုလ်လို့ရတာလားအကုသိုလ်လို့ရတာလားဒါလေးနားလေတယ်ဆိုရင်ခွန်းလို့ဆရာဆိုရင်မြန်မြန်ခွန်းလို့လိုက်အပြစ်တင်စရာဆိုတော့ဗိဒ္ဓရဲ့နှီးနှီးပဲအပြစ်တင်ပါတဲ့ခွန်းလို့ဆရာဆိုရင်မြန်မြန်ခွန်းလို့လိုက်မြန်မြန်ခွန်းလို့တော့ဗိဒ္ဓရဲ့ကိုယ်မှာကုသိုလ်ရသွားတယ်နော်မြန်မြန်ခွန်းလို့တော့မြန်မြန်ကုသိုလ်ရသွားတယ်ဒါပဲဗိဒ္ဓရဲ့အပြစ်တင်တရားဆိုရင်နှီးနှီးလေးအပြစ်တင်ပါတဲ့နှီးနှီးအပြစ်တင်တော့အကုသိုလ်ကင်းသွားတယ်ဒါလေးနားရတဲ့ဆိုရင်ဗိဒ္ဓရဲ့ကိုယ်ဘဝမှာနော်ရှင်သန်ဖို့ဆိုတာလည်းမလွယ်တယ်လို့ဗိဒ္ဓရဲ့ကုသိုလ်ကောင်းမှုပြုဖို့ဆိုတာလည်းသိမလွယ်ပါဘူးအခါခွင့်သင်လို့ကုသိုလ်ကောင်းမှုပြုလုပ်နေကြတာနော်အခါခွင့်မသိရင်ဗိဒ္ဓရဲ့လွယ်ပါမလားလွယ်ပါဘူးဗျာအဘိဓရိထကလျာဏေပပစိတ်တံနိဝါဒယေတတံညိကရတောပုံညံပပသမေယရမတိမနောမနောစိတ်ဆိုတာပပသမေမကောင်းမှုမှာရမတိမွေးလေရောတတ်တယ်တတမတို့ကြောင့်ကလျာဏီကုသိုလ်ကောင်းမှုတွေကိုအဘိဓရိထမြန်မြန်ပြုလိုက်စမ်းပါအဘိဓရိထမြန်မြန်ပြုလို့ရ၏ဘာပမကောင်းမှုမှာစိတ်တံမိမိရဲ့စိတ်ကလေးကိုနိဝါဒယေတမြေရ၏ဣတိဤသို့ဘဂဝါဘုန်းတော်ကြောင့်မသခင်ဘုရားရှင်ကိုရောမြတ်သည်ကတိတိကောင်းစွာမဲ့တွေမိတ်ကြတော်မူခဲ့ပါပေတည်းအဲ့တော့ဆိုရင်ကဗိဒ္ဓရဲ့အသက်ရှင်သန်ဖို့မလွယ်ဘူးသာသနာနဲ့ကြုံရဖို့ဆိုတာလည်းမလွယ်ဘူးဒါကြောင့်ရှင်သန်နေတဲ့ခိုက်တန့်မှာဘဝကိုအကျိုးရှိနော်နေအောင်ကြိုးစားရမယ်အဲ့လိုအကျိုးရှိနေနိုင်ဖို့တွေဘာလို့လဲဆိုရင်ဗိဒ္ဓရဲ့ခန္တီလို့တဲ့ဒါလေးပြောကြတာဘာလို့လဲနေရာတိုင်းမှာဗိဒ္ဓရဲ့ပฏิပက္ခဆိုတာမရှိဘူးလားလူမှုရေးလောကစီးပွားရေးလောကနော်ကျမ်းမာရေးလောကပညာရေးလောကအုပ်ချုပ်ရေးလောကနောက်ဆုံးပြောကြသူဗျာဘာသာရေးလောကဆိုတာဗိဒ္ဓရဲ့လူသားတွေငြိမ်းချမ်းဖို့အတွက်အတတ်နိုင်သောကြိုးစားနေတဲ့အဖွဲ့အစည်းတစ်ခုပဲသို့တော့အဲ့လိုလောကမှာတော့ဗိဒ္ဓရဲ့ပฏิပက္ခဆိုတာမရှိဘူးလားမြတ်စွာဘုရားလေလောကကြီးငြိမ်းချမ်းဖို့အတွက်ပွင့်ထွန်းလာပြီမဲ့ဘုရားကိုအမျိုးမျိုးနှောက်ဆက်တဲ့ပုဂ္ဂိုလ်တွေနော်ရှိတယ်ဆိုတော့မြည်သည့်နေရာမှာပဲဖြစ်ပฏิပက္ခရှိတယ်ဒါလေးမှတ်ထားနေရာတိုင်းမှာပฏิပက္ခရှိတယ်နော်လူတိုင်းမှာပฏิပက္ခရှိတယ်ပฏิပက္ခရှိတာမဆန်းဘူးအဲ့ဒီပฏิပက္ခကိုဗိဒ္ဓရဲ့ရှောင်ဖို့မကြိုးစားနဲ့ဘာကြောင့်လဲနေရာတိုင်းမှာပฏิပက္ခရှိနေလို့ရှောင်လို့မရဘူးရှောင်လို့မရရင်ရှောင်ဖို့မကြိုးစားပါနဲ့တဲ့အဲ့ဒါကိုရင်ဆိုင်နေအောင်ကြိုးစားရမယ်အဲ့လိုရင်ဆိုင်နိုင်ဖို့တဲ့ဗိဒ္ဓရဲ့ဘာလို့လဲဆိုရင်ခန္တီလို့တယ်နော်ဗိဒ္ဓရဲ့ခန္တီရှိရင်အစရအဆင်ပြေတယ်မို့လားဟင်းမကောင်းပြီမဲ့ခရွင်းကောင်းရင်စားလို့မိမ့်ပါတယ်ဟင်းရတာမကောင်းဘူးနော်အချိုဖြစ်ခြင်းဖြစ်မယ်အချင်းဖြစ်ခြင်းဖြစ်မယ်အခါဖြစ်ခြင်းဖြစ်မယ်ကိုကအချိုကြိုက်တယ်တို့တော့အခါဖြစ်ခြင်းဖြစ်မယ်ကိုကအခါကြိုက်တယ်အချင်းဖြစ်ခြင်းဖြစ်မယ်ဟင်းရတာမကောင်းဘူးတို့တော့ခရွင်းကကောင်းတော့ဗိဒ္ဓရဲ့ဘာပဲစားလို့ပါလဲစားလို့မိမ့်သွားတယ်ဗျာဟင်းရတော့မကောင်းဘူးသို့သောစားလို့ကောင်းတယ်ဘာကောင်းလို့လဲခရွင်းကောင်းလို့ခရဲမကောင်းရင်တော့ဟင်းဘလောက်ကောင်းဗိဒ္ဓရဲ့စားလို့ကောင်းသေးလားကောင်းပါဘူးဗျာအတက်ကြီးလာတော့ဗိဒ္ဓရဲ့ခရွင်းကတဖြည်းနဲ့ပါလေခရွင်းကပြက်လာပြီဗျာဒါလေးလည်းနားလည်ထားနော်အချိုလေးစားမကောင်းတော့ဟေးအချင်းလေးဆိုရင်ကောင်းပါပဲငါအချိုစားလို့မကောင်းတာဒီလိုမတွေးနဲ့အချိုလည်းမကောင်းဘူးချင်းလည်းမကောင်းဘူးခါလည်းမကောင်းဘူးဘာဆိုဘာမှမကောင်းတော့ဘူးဘာပြက်နေလို့လဲခ
ခတွင်ပြည့်နေရင်ဘာပဲစားလို့မကောင်းဘူးခတွင်ကောင်းရင်တော့ဘာပဲစားလို့ကောင်းတယ်ကလေးဝါကကြည့်ပါလားမိသားကြီးဘာပဲစားလို့ပါလေကောင်းနေတာပဲမကောင်းတာကိုမရှိဘူးဘာကောင်းလို့လဲဒီတိုင်းပဲတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပฏิပတ်ခတွေရှိနေတာမှန်တယ်နေရာတိုင်းမှာပฏิပတ်ခရှိတယ်ဆိုရင်ကိုယ့်ရဲ့ဝန်းကျင်မှာလည်းပฏิပတ်ခရှိမှာပဲပฏิပတ်ခရှိတာမစမ်းဘူးသို့တော့ကိုယ့်ရဲ့နှလုံးသွင်းစိတ်ထားလေးကောင်းမဲ့ဆိုရင်အဲ့ဒီပฏิပတ်ခတွေကပฏิပတ်ခမဟုတ်တော့ဘူးကိုယ့်အတွက်ပိဋကရဲ့အဲ့ဒီပฏิပတ်ခတွေကိုကြော်လွှမ်းနိုင်သွားတယ်ဘာရှိလို့လဲဆိုရင်ခန္တီရှိလို့သင်္ញင်ခံနိဗ္ဗာန်ရောက်တခါတရံလူတွေကနှောက်ယှက်တာရှိကောင်းရှိမယ်တခါတရံကိုယ့်ရဲ့ယင်တဲ့ကကိလေသာကနှောက်ယှက်တာရှိကောင်းရှိမယ်ဘယ်ရာကနှောက်ယှက်သိခတ်နိုင်တဲ့ဆိုရင်ဘိသားရဲ့အစဉ်ပြေသွားတယ်နော်ဘဇုနဲ့တွေ့ဘယ်နေရာပဲရောက်သိခတ်နိုင်ရင်အစဉ်မပြေဘူးဆိုတာမရှိပါဘူးလူမှုရေးလည်းအစဉ်ပြေတာပဲစီးပွားရေးလည်းအစဉ်ပြေတာပဲအုပ်ချုပ်ရေးလည်းအစဉ်ပြေတာပဲအကုန်လုံးဘိသားရဲ့သိခတ်ရင်အစဉ်ပြေသွားတယ်အဲ့ဒါလေးကိုနားလည်တယ်ဆိုရင်ဘုန်းကြီးတို့ဘဝခရီးဖြောင်းဖြူဖို့အတွက်အစဉ်ပြေဖို့လိုပါတယ်အစဉ်ပြေဖို့တွေပါလေသိခံနိုင်ဖို့လိုပါတယ်အဲ့ဒီသိခံခြင်းခန္တီတရားသည်တဲ့ဘိသိက်ဘဝမှာအလွန်ရေးကြီးခြင်းကြောင့်မြတ်စွာဘုရားကမိန့်ခဲ့တယ်မေတ္တာလူကောကမာတိလောသဗ္ဗဒန္တိသူနိဗ္ဗယောပရဒတ္တမိစ္ဆန္တောခန္တိမေတ္တင်စဘာဝယေဘေကဝေငါယေတရောမြတ်จิตယံတို့မေတ္တာလူကောမေတ္တာအကောင်းသောခမာတိလောတိခံခြင်းအလေးရှိတဲ့ပုဂ္ဂိုလ်သည်သဗ္ဗဌာနေသူနေရာတိုင်းမှာနိဗ္ဗယောပြတနာကင်းသည်ဟောတိဖြစ်ပါ၏ဓမ္မတို့ကြောင့်အခန္တိစတိခံခြင်းဆိုတဲ့ခန္တီတရားကို၎င်းမေတ္တင်စချစ်ခင်ခြင်းဆိုတဲ့မေတ္တာတရားကို၎င်းဘာဝေကြီးပွားများရ၏ဣတိဣသောဘဂဝါဘုန်းတော်ကြောင့်မသက်ခင်ဘုရားရှင်ကိုရောမြတ်သည်ကတိတိကောင်းစွာမဲ့တွေမိန့်ကြံတော်မူခဲ့ပါပေတည်း